အားလုံးပဲမင်္ဂလာပါတော်စင်လိုက်ကောရဲ့ Dead Story စကေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာဖတ်ကြားတင်ဆက်ပေးမယ့်ဝတ္ထုတိုလေးရဲ့နာမည်ကတော့လွဲမာချင်းနေရမှာဆိုတဲ့ဝတ္ထုတိုလေးဖြစ်ပါတယ်ခန်းစားနားဆင်ပြကြပါဦးခင်ဗျာနေပူကျဲတဲ့အောက်တွင်တစ်ချိန်လုံးလမ်းလျှောက်နေရရင်မှရုတ်တရက်နေရဲအောက်ထဲဝင်လိုက်တဲ့ဖြင့်မျက်စိတို့ပြဝေသွားရသည်အောင်မလေးတည်ပါပြီတော့သူဒီလောက်អော်နေတာတော့ဘယ်သူမှလာရောက်ဖေးမှသူချင်းမရှိရှက်ကိုရှက်ကန်းနဲ့လူလဲထရင်ခက်လန်းလန်းကမြောင်းထဲတို့ကျလာတော့ပန်းကိုပြေးကောက်ရသည်နေရဲစွာကျဲပြတ်နေတော့ဖျဲသီးစိတ်များကတော့ရစရာမရှိတော့သူ့ရဘက်အိတ်တောင်ထဲတွင်ငွေ250ရှိသေးသည်ဒီနေ့ဖို့အရင်ရဖို့မပြောနဲ့အမျက်ပင်ဆုံဆုံမြုပ်နေပြီဆိုတာသူသိလိုက်ပါသည်ဖျဲသီးစိတ်များကိုနှမျောသားတာစိတ်ဖြင့်ကြည့်နေရင်ကပတ်ဝန်းကျင်ကိုမျက်စိကကစားဖြစ်သည်သူအားရည်ကျဲကျဲဖြင့်ကြည့်နေတော့ကောင်လေးတွေကောင်မလေးတွေကိုတွေ့ရသည်ရည်ရဲလိုက်လေချင်းသူတင်ငယ်စွာခံစားလိုက်ရသည်အခန်းတစ်မနေ့ကနေဖျဲဒီပန်းမောက်ကြလို့ဆိုအမေနဲ့အတူဗျံကနေထိုင်ချလိုက်တော့ခင်ကိုသူမုန်းပါသည်နှုတ်သွက်အားတွက်နဲ့ဆက်စုလုံးလာပါတော့ခင်ဒီသူ့အတွက်တော့အချစ်ဆုံးတကယ်ချင်းလဲဖြစ်နေပြန်ပါသည်ဟုတ်တယ်ဟဲ့နင်ကလည်းနေမယ်နေရာတကာနှမုံနှမိတ်နေကိုနေဘူးကနေနေရိတ်ထဲဝင်မျက်စိတွေပြာသွားလို့ပါဟဲ့ဒါတောင်ဖေးမသေးတယ်တရားမှမရှိဘူးခင်ကစိတ်မကောင်းသည့်ဟန်နဲ့သူ့ကိုကြည့်သည်ထိုကြည့်တွေကိုလွှဲဖယ်ရင်ကောက်လက်ဆစပလုံးတွေကိုတော့ခေါင်းငုံပြီးရွေးနေလိုက်တော့သည်ခင်မြတ်ဝန်းစီကအားပေးနှစ်သိမ့်နေသည်ကိုတည်တည်နဲ့သူလည်းအလိုလိုအားငယ်လာရသည်ပဲသူဒီနေ့ဈေးမထွက်ဖြစ်မနေ့ကမှောက်ကျသွားခဲ့တော့ဖျဲဒီပန်းကအမျက်ရောအရင်မှပါသွားခဲ့တဲ့ဖြင့်သူဒီနေ့ဈေးမထွက်နိုင်ခြင်းဖြစ်သည်ဖျဲဆိုင်ကလက်လီစိတ်တွေကြားတဲ့သူအမြဲနောက်ကောက်ကြံခဲ့ရသည်ချီတခြားသူတွေအရင်မပေးနိုင်လဲနောက်တရက်နဲ့ပေါင်းပြီးရောင်း၍ပေးလို့ရသည်သူဆိုရင်သူထိုအကြောင်းတွေမတွေးကြတော့နင်ဈေးမထွက်နိုင်ဘူးဆိုတန်ကြီးပြောတယ်ရော့သူမယူချင်ပါဘူးခင်လက်ထဲကငွေ1000တန်ကလေးတွေသူ့အတွက်ဈေးရင်လို့ရသည်သူခင်စီကအကူကြီးမယူချင်ရပါတယ်ဟာမနေ့ပြန်တော့ငါဈေးထွက်နိုင်မှာပါနင်နေ့ပြန်တော့ချေဦးမလို့လားလုံးမနေပါနဲ့ဒီကယူလိုက်အတိုးအရင်ရောနေပြန်ပေးစရာမလိုပါဘူးနင်းကိုကူညီချင်လို့ငါတက်လာခဲ့တာကဲငါသွားမယ်ငွေ1000ကဆံပန်းထဲမှာဘာလို့တင့်တယ်နေတော့ခင်နဲ့တူတီတရက်ပြီးတရက်ဝေးကွာနေခဲ့ပြီဟုသူထင်လိုက်သည်အခန်းနဲ့ညတကောင်ကြော်နေပြီမေမေချောင်းဆိုးနေစေရာဒီဥတုအကူပြောင်းကြောင့်မေမေတနေ့ကစဖျားသည်နေကုန်နေခန့်အဝတ်လျှော်နေရတော့မေမေကိုသူတနာသည်သူဖျဲသီးစိတ်ရောင်းရသည့်အမျက်ငွေလေးကမစုံမပုတ်မနေ့ကသူဖျဲသီးပန်းမောက်ကြသည်သူ့လက်ထဲတွင်ဈေးရင်မရှိတော့ဖျဲသီးဆိုင်ကိုအရင်မပေးနိုင်တဲ့အကြောင်းမျက်ရည်ခံထိုး၍ပြောရသည်မယုံချင်ယုံချင်နဲ့နောက်နေ့ဈေးရင်ပါမလာခဲ့ဟုစောင့်ကြည့်အောင်ကြည့်ပြောလွတ်သည်ထို့ကြောင့်ဒီနေ့ဈေးမထွက်နိုင်ညနေကမှခင်ကဈေးရင်ငွေ1000လာပေးသွားသည်တနေ့ကုန်တနေ့ခန့်ဗန်ရွက်ဖျဲသီးရောင်းပါမှ1800 2000လောက်ရသည်ဒါဒီပင်ဆံဝယ်လိုက်လေငွေ200ပျော့တာကြံ၏မေမေချောင်းနဲ့ဒရဆက်ဆိုးလာသည်သူပြောင်းနိုင်ပြီးညှိလိုက်သည်မေမေနှုတ်ပြင်ကိုစမ်းကြည့်တော့ချစ်ချစ်တော့ပူနေသည်မေမေအဖျားတွေတက်နေသည်ကောမေကောင်းရင်ကပလတ်စတစ်ချင်းထဲတွင်မနေ့ကဝယ်ထားတော့ငန်းစေးထုတ်ပင်မရှိတော့မေမေစေးမရှိတော့ဒီကိုသူ့ကိုမပြောကြိတ်မိတ်နေခဲ့သည်ကောတရုတ်ဖြစ်တိုင်ကက်နိုင်ကလေးကိုကြည့်တော့12နာရီခွဲဒီချိန်သူတို့ရက်ကက်ကလေးပဲရှိမိသည့်ဈေးဆိုင်မှာမဖွင့်တော့ဒီကိုသူသိသည်သူတို့ရက်ကွက်နဲ့တလန်းကျော်တွင်ရှိတော့ဆေးဆိုင်ကြီးတစ်ဆိုင်ကိုအမှတ်ရသည်သူ့ဦးခေါင်းအောက်ကိုလက်နဲ့ဆမ်းပြီးနှိုက်လိုက်သည်ညနေကခင်ပေးသွားတော့ငွေ1000နက်ဖြန်မနဲ့ဈေးရင်ရမည်ငွေ1000နက်ဖြန်မနဲ့ဈေးမထွက်နိုင်လဲထိုနေ့ဖို့ချက်ဆရာဆန်ကလွဲ၍ဟင်းစားမရှိညနေကလေးကမိဖို့ကြောင်ထဲတွင်ပြောင်တလင်းခါနေတော့စားဘူးချုပ်ပုတ်ဘူးတွေကိုတွေ့ရသည်လက်တလုံးသာကြံတော့စီပလင်းကိုလည်းတွေ့သည်ခုနေမကောင်းတော့မမေကိုတွေ့သည်မရှိတာချင်းတူတူမေမေမရှိလို့သူ့ဘဝမဖြစ်
လက်နှိပ်တက်မီကိုကင်ဆွဲပြီးအိမ်ကားထွက်လိုက်သည်မထွက်ခင်မမေကိုပေါ်တို့သူခြုံတိဆောင်ကိုထပ်ပေးခဲ့သည်ညကောင်းကင်ရံတွင်ကျဲများမိတ်တုံဖြင့်လင်းနေသည်အခန်း3ခွေးများဟောင်လောင်းလာသည်ခွေးကြောက်တတ်တော်သူ့ဖို့ချွေးတွေတောင်ပြန်လာရသည်တချို့အိမ်တွင်ခြံစည်းရိုးမလုံးသဖြင့်ခွေးတွေကခွေးတို့ပေါ်တိုင်းကနေပြေးပြေးထွက်လာလိုက်ကြသည်များတကောင်ကပင်တကောင်ထက်များလာသည်လက်နဲ့မေလေးထွန်းလျက်ကလမ်းဘေးတွင်တွေ့ရသောတုတ်တချောင်းကိုလက်နဲ့တစ်ဖွဲကောက်ကင်လိုက်ရသည်သူ့လက်ထဲတွင်မမေအတွက်ချောင်းစိုးပြောက်ဆေးနှင့်အပူကျဆေးတွေပါလာသည်ဒီဆေးတွေဒီပင်အောက်ကျနှောက်ကျခံ၍ဝယ်လာရသောဆေးတွေဖြစ်သည်ရှုပ်ရှက်တွေဟူသောအကြည့်တွေနှင့်တင်ကာမကင်းရှိနေသောအကြည့်တွေကသူ့ဇာရိတတွေကိုမထီမဲ့မြင်ပြုနေသည်ပိတ်ထားသောဆေးဆိုင်ရှိတွင်မယောင်မလဲနှင့်မသက်ရက်နေရင်သူ့အတန်နှွဲ့ကလေးဖြင့်ဆိုင်ရှင်တွေကိုအတန်ပြုနေရသည်တိတ်ဆိတ်တော်ညသည်သူ့အတန်ကြောင့်နိုးထမလားကံကောင်းထောက်မှစွာဖြင့်ကားတစ်စီးဆေးဆိုင်ရှိသို့ထိုးဆိုင်လာသည်ကားပေါ်ကလူတွေကကြာရခတ်နေကြသည်ဆေးဆိုင်တစ်ခုကိုတဘုံဘုံထုသည်ဟော်ခေါ်သည်အထဲကချောင်းဟူသောချက်ချတန်ကိုကြားလိုက်ရသည်ဖြင့်သူပါဝမ်းသာသွားရသည်ဘာလဲဆေးလိုပါဘာဆေးတွေလဲဒီမှာဆေးရုံကဆရာဝန်တွေရွေးပေးလိုက်တဲ့ဆေးစာပါလိုချင်သည့်ဆေးတွေရသည်နှင့်ကားငယ်လေးသည်မြားတစင်းပမာလှစ်ခနဲမြင်ကွင်းမှပျောက်သွားသည်ခုမှသူဆေးဆိုင်ရှိလို့ရောက်နေရခြင်းအကြောင်းကိုအမှတ်ရသည်ကြပြားကြကဖြင့်ပင်တကားကိုဆက်ပိတ်နေပြီဖြစ်တော့ဆေးဆိုင်ရှင်ကိုလှမ်းတားလိုက်ရသည်ဟိုချောင်းစိုးပြောက်ဆေးနဲ့အပူချဆေးလေးလိုချင်လို့ပါသူ့ကိုကြည့်နေတော့ကြည့်တွေကိုသူမကြိုက်ပါပတ်စံဘလောက်ပါလဲ1000ပါပေး3ချိန်စာကြည့်ထည့်ပေးလိုက်မယ်ဆေးဆိုင်ကပြန်သူ့ခြေလမ်းတွေတွက်နေသည်လမ်းတွင်လူတူလေးပါကင်းမဲ့နေသည်တစ်ချက်လမ်းတွက်လေးစီမှပြေးထွက်လာတော့ခွေးလွတ်များမှလွယ်၍မြည်သည့်တက်ရှိမှမတွေ့မိရက်ွက်ထိတ်ကင်းတဲနာတို့ရောက်လာသည်ကင်းသမားတွေတန်တေးတန်ကြောင်ဖြင့်ညတကောင်ကိုနှိပ်ဆက်လျက်တချင်းအော်ဆိုနေကြသည်ကင်းတဲတွင်လူ4ယောက်ခန့်ရှိမည်ဟုသူသိသည်သူတို့ရက်ွက်ထိတ်သည်မှောင်မဲနေသည်မီးမပါရေမပါတော့အိမ်ငါးတွေဒီရက်ွက်ကလေးတွင်စုပြုံနေသည်ဟေးရလိုက်စမ်းသူထိတ်ကနေဖြစ်သွားရသည်ကင်းသမားကလက်နဲ့တိတ်မီဖြင့်သူ့ကိုထိုးကြသည်ပြီးတော့အိတ်ကောင်တွေရှေ့ကဘသူများလဲမှတ်တယ်ဖြဲသီးစိတ်တယ်ကလေးပါလားဟေးသူ့မျက်နှာတွင်ချွေးတီချွေးပေါက်များတီးထလာသည်သူနှင့်ခြေဆယ်လန်းအကွာတွင်ကင်းသမားတစုအခန်းလေးမေဆေးတောက်ပြီးပြန်အိပ်ပျော်သွားပြီသူလှုပ်ခဲ့တော့လှုပ်ရက်သည်မှန်သလားမှားသလားခုချိန်ထိဝေခွဲမရဖြစ်နေသည်အချိန်ဒီမနေ့3နာရီကိုပြနေသည်လိုက်ဖို့နေတော့ရင်ဘက်ကြီးသည်ခုထိဖူးလိုက်ဖောင်းလိုက်ဖြစ်နေစေစောကမမေကိုဆေးတိုက်တီးပင်တောင်ရင်နေတော့လက်အစုံကိုတတိကြီးစွာထားလျက်ရေခွက်ကိုမနှဲမနှောကင်ထားခဲ့ရသည်အဖျားကြီး၍မျက်လုံးပိတ်လျက်မှိန်းနေရတော့မမေကိုသူကျေးဇူးတင်သည်တော့မဟုတ်ရင်သူ့မျက်နှာထပ်စီမှစိုးရင်ပူပန်မှုများကြောက်ရွံ့အားငယ်စိတ်များကိုမမေတွေ့သွားပေလိမ့်မည်တနက်မိုးတောက်လေခင်နဲ့သူမတွေ့နိုင်တော့ရခဲလာတော့ဘွားကြီးတစ်ခုလုံးကိုစောက်ထုံမိုးမြော့ဖြစ်အောင်ကြပြောင်းတီကြပြောင်းပြန်ဖြစ်အောင်လုပ်ခဲ့ပါတော့သူဒီရက်ွက်ထဲတွင်10မိနစ်လောက်တော့ခင်ပေးတော့ငွေ1000ဒီမမေအတွက်ဇီဝိတဒါနာဖြစ်သွားခဲ့သည်ဆိုရင်ခင်ကျေနပ်နိုင်ပါလိမ့်မည်ခင်သူ့ကိုခွင့်လွှတ်လိမ့်မည်ဟုသူထင်သည်နားထဲတွင်ဟိတ်ကောင်တွေရှေ့ကဘယ်သူများလဲမှတ်တယ်ဖြဲသီးစိတ်တယ်ကလေးပါလားဟဲ့ဆိုဒီကိုပြန်ကြားနေမိသည်အခန်းကလူလေးဦးသူ့အနာရောက်လာကြသည်သူ့နှာခေါင်းဝတွင်အရန်နှံ့ကချင်းဆူဆူဖြင့်ထောင်းကနေခြေလမ်းတွေကရိုင်တိုင်အခြေနေအော်ဘယ်သူများလဲမှတ်တယ်မိအောင်ကြည့်တာအချောက်ကလေးကိုဟိတ်ကောင်တွေကြည်စမ်းဒီကောင်ကဒီလိုတော့လေမိန်းမချောတာဟာကြည်စမ်းသူ့မေးစိတ်ကိုလက်ကြမ်းကြီးဖြင့်ကင်းသမားဖော်တွေကိုဆွဲပြနေပြီသူကြောက်နေပြီကိုယ်လုံးတုံနေလာခဲ့ပြီတွေးတို့ခေါင်းတွေလာဆောက်နေပြီဟုတ်တာဟာကြည်အောင်ကိုလုံးကိုပေါက်ကလည်းမိန်းကလေးတယောက်လိုပဲကွာနေပါဦးမင်းကဒီချိန်ကြီးဘယ်ကပြန်လာတာလဲကွာပြောစမ်းမအောင်ကိုကြီးတို့သူ့ပခုံးကိုတိုင်းဖက်လာသည်သူတစ်ဖက်တို့ရိုင်သွားခဲ့သည်ဆေးဆိုင်ကပါဘာ
ဆေးဆိုင်ဟုတ်လားမင်းကွာလာလိန်နေသေးတယ်မင်းတို့ထားတယ်ငါတို့နှက်နေဘူးကွာတကယ်ပြောတာပါဒီမှာဆေးတွေပါပါတယ်သူပြတော့ဆေးထုတ်တွေကိုကြည့်ပြီးတယောက်ကအော်လီပြီဟေးကောင်တွေဟေးမလောက်လေးမလောက်စားချက်ကငါတို့လာလိန်နေတယ်ဟေးငါတော့တိတ်ဆိတ်မရှိချင်တော့ဘူးကွာဒီတော့သူတို့မျက်လုံးတွေခက်ထန်နေတယ်ဟုသူထင်လာတယ်ပတ်ဝန်းကျင်တွေတိတ်ဆိတ်နေတယ်တိတ်ဆိတ်နေ၏သူတကိုယ်လုံးပူထူလွန်လာတယ်ဟုခံစားမိတယ်ဇက်တူတာချင်းစားရင်ပို့ချိုတယ်ဆိုရဲကွာတော့ပါပြီပါလာစမ်းတန်မာတော့လက်ကြီးတစ်ဖက်ကသူ့လက်မောင်းတစ်လေးလေးကိုဆွဲပြီးကင်းတဲ့နောက်ဖက်ခြုံဆက်တို့ဆွဲခေါ်သွားခဲ့ပြီးသူရုံးကန်ပြီးပြေးဖို့ကြိုးစားပါလိမ့်ပါဇက်ကလည်းလင်းကိုဘာမှမလုပ်ပါနဲ့လင်းအဲ့ဒီလိုလူမဟုတ်ဘူးလင်းကိုလွတ်ပေးပါမေဖျားနေတယ်လင်းကိုလွတ်ပေးပါသူတို့ရင်ဖတ်တွေများတယ်စာလောင်မွတ်တိတ်နေကြလျက်သူ့စကားလုံးကိုညံကြားတော့ပဲအဆက်တရားကင်းပြင်းလျက်အတွေ့အထူးတချို့ကိုဝိုင်းဝန်းစားတောက်ခဲ့ကြသည်လူလေးဦးနဲ့လူတဦးဘယ်မှာအင်အားညမြည်သည်အခန်း6မျက်စိရှိတွေ့ရင်ထဲတွင်မှောက်ရက်လင်းနေကြတော့လူလေးဦးချင်းခွဲပစိန်ကိုကင်ထားတော့သူမလုံးရှက်ကြည့်နေမိသည်သူ့ပစိုးလေးတစ်ထဲလုံးအညစ်အကြေးများနဲ့ပေးကျပ်နေသည်စောစောတုန်းကသူလူလေးဦးလက်မှယုံထွက်လာခဲ့သည်ကင်းတဲ့နာအရောက်မိဘုံပေးရှိချင်းခွဲပစိန်ကိုတွေးလိုက်ရသည်နှင့်ခြေလမ်းများတုံကနေရက်သွားခဲ့သည်ဘဝတွင်ဝတ်ကြွေးရှိခဲ့၍ပြန်လည်ပေးဆက်နေရတော့သူ့အဖြစ်ကခုတော့ရှက်ချင်းကြောက်ချင်း၏အခြားတစ်ဖက်မှာအဆုံးရောက်ခဲ့ရပြီလက်ထဲတွင်မိမိအတွက်ပါလာသောစိတ်ထုတ်ကလေးကိုကြစ်ကြစ်ပါအောင်စုပ်ထားနေသည်သူ့စိတ်ထဲတွင်တခါမှမဖြစ်ဘူးတော့မပေါ်ပေါက်ခဲ့ဘူးတော့စိတ်ဓာတ်တို့ရှင်တန်လာသည်ဟုထင်နေသည်ယုံကြည်မှုတစ်ခုတည်းခုမှဖြစ်တည်လာရသည်မျက်ဝန်းများစီမှာမျက်ရည်တွေတစိမ့်စိမ့်ထွက်လာနေသည်သူ့အင်ဂျီတစ်ခုလုံးစုပ်ပြဲနေသည်မမောစရာမရှိတော့ပူရိတာယောက်ျားတယောက်၏ရင်ခွင်တစ်ခုကိုအဆန်မရှိတော့ဟန်ဖြင့်ခုဖြစ်ဝတ်ထားခဲ့တော့ဇာဘော်လီပင်တပိုင်းတစားပေါ်နေ၏သူအင်ဂျီကိုဆွဲချွတ်လိုက်သည်ထို့နောက်ဘော်လီကိုပစိုးလိုသူဝတ်သည်မိမပုံပစိုးဝတ်ပြီးမောက်ရက်လဲခဲ့တော့နေ့လည်ခင်းတစ်ခုရဲဆိုင်ကမဲ့ကရွဲကဖြင့်နောက်နေ့မလာနဲ့ဟုပြောတော့မြင်ကွင်းတစ်ခုဆေးဆိုင်ကကြည့်တော့အကြည့်ပြီးခင်ဤမြက်ဝန်းစီမှရိတ်ရိတ်ပြေးနေတော့အကျဉ်းသာပါရောစာနာနှစ်တိတ်နားလည်မှုသူပစင်ကိုကင်မိလိုက်ချိန်တွင်ဘာမှကိုမသိတော့စောစောကခြုံထဲကိုတစ်ချိန်ထိုးပြေးဝင်ပြီးငုံငိုက်နေတော့လူလေးဦးကိုအပိုင်းပိုင်းခုတ်ချလိုက်သည်သွေးတို့ဖြာကနေသူပါဇက်ကဇက်တူတာစားရင်ပို့ချိုးတယ်ဆိုတာမဟုတ်ဘူးအဲ့ဒီဇက်တူတာစားလို့ဟင်းနာကိုတောင်ပျက်စီးတာကွာအဲ့ဒီဟင်းနာကိုတောင်ဒီလိုပျက်စီးတာကွာဇက်တူတာစားလို့ကွာကဲကွာကဲဆရာတော်စင်လိုက်ကိုရဲ့ဘယ်မှာချင်းနေရမှာဝတ္ထုလေးကိုဖတ်ကြားတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခန်းစားနားဆင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ